မင်္ဂလာပါရှင်ဒီနေ့မှာတော့ဒွယ်မိုးလက်တုပ်လုံနည်းလေးကိုမျှဝေပေးထားပါတယ်ရှင်ဒွယ်မိုးလက်တုပ်တဲ့ပထမဦးဆုံးငါးဦးရပြုတ်ပါမယ်ငါးပြုတ်တဲ့အိုထဲကိုပထမဦးဆုံးစနွေးနည်းနည်းထည့်မယ်ပြီးလို့ရှိရင်စပယ်လင်ထပ်ပါမယ်ပရဲပေါ်ထည့်ပါမယ်ဂျင်းထည့်ပါမယ်ချက်တော့ဖြူတပြားရိုက်ထားတာထည့်ပါမယ်ပြီးရင်အဖိုးလေးအုပ်ပြီးလို့ရှိရင်ပုတ်ပွဲဆူတဲ့အထိတက်ထားလိုက်ပါမယ်ရေပုတ်ပွဲဆူလာလို့ရှိရင်ငါတဲ့ဟဲဦးတဲ့ငါးလေးတွေဆက်ထုတ်ပြီးလို့ရှိရင်အသားချွေထားပါမယ်ရှင်ပြီးလို့ရှိရင်အဲ့ဒီဟင်းရည်ကိုဆက်ပြီးတော့ကြိုထားပါမယ်မြေးလေးလျှော့ပြီးလို့ရှိရင်ကြိုထားပြီးရင်ငါးသားနေထားတဲ့ထဲကိုထည့်လိုက်ပါမယ်ငါးသားနေလေးတွေထည့်ပြီးလို့ရှိရင်စားလေးနည်းနည်းထည့်ပါမယ်ငံပြရည်ထည့်ပါမယ်ပြီးရင်ဖုံးလေးအုပ်ပြီးဆူအောင်တက်ပါမယ်ဆူလာလို့ရှိရင်အဲ့ဒီထဲကိုပအုပ်ရည်ထည့်ပါမယ်ပအုပ်ရည်မရှိဆာလကရည်ထည့်လို့ရပါတယ်စားနည်းနည်းနဲ့ချုံမှုနည်းနည်းထည့်ပါမယ်ပကြားလေးနည်းနည်းထည့်ပါမယ်ငံပြရည်နည်းနည်းလေးထည့်လိုက်ပါမယ်ပြီးလို့ရှိရင်မွေပြီးလို့ရှိရင်အဖုံးလေးအိပ်ပြီးလို့ရှိရင်ပုတ်ပွဲဆူတဲ့အထိကြိုထားလိုက်ပါမယ်ရှင်ပုတ်ပွဲဆူလာလို့ရှိရင်အဲ့ဒီငါးပြုတ်ရည်ထဲကိုကြက်တုပ်ဦးလေးတွေထည့်ပါမယ်ကြက်တုပ်ဦးလေးတွေထည့်ပြီးလို့ရှိရင်ငွေပြီးလို့ရှိရင်အဖုံးလေးအုပ်ပြီးစစ်ပြီးကြိုထားလိုက်ပါမယ်ခဏနေလို့10မိနစ်လောက်နေလို့ကြက်တုပ်ဦးလေးတွေနူးပြီးဆိုလို့ရှိရင်ပုတ်ပွဲဆူလာရင်ငါဟင်းရည်လေးအရသာလေးကိုမြည်ပြီးလို့ရှိရင်လိုတာလေးကိုထည့်ပြလို့ရပါတယ်ဒီနေရာမှာချို့အချင်းအငယ်စိတ်တာလေးကိုမိမိနဲ့တည့်ရဲ့အရသာလေးကိုထည့်ပြီးတော့ပြင်လို့ရပါတယ်ပြီးလို့ရှိရင်အခုစားဖို့တဲ့ပွဲပြင်ပါမယ်မုတ်ဖက်လေးထည့်ပြီးလို့ရှိရင်အဲဒီဟင်းရည်လေးနဲ့ထည့်ပြီးရင်ဒွယ်မိုးလက်သုံးမှာထည့်စားတဲ့ကျမတို့ရိုးရာတိုင်းထည့်စားတဲ့ပုံစံနည်းလေးတိုင်းပြထားပါတယ်ရှင်ဟင်းရည်လေးကိုကြဲကြဲလေးနဲ့ချိုချင်းရတာလေးနဲ့ဆိုတော့ချိုချင်းငံရတာလေးပေါ့နော်အဲ့လိုမျိုးဆိုတော့စားလို့အရန်ကောင်းပါတယ်ရှင်ဟင်းရည်လေးကအရသာပြပြလေးနဲ့ရည်မြများလေးနဲ့စားရတာပါရှင်အဲ့ဒီထဲကိုကြက်တော်နေလေးထည့်ပါတယ်ပြီးလို့ရှိရင်မြို့သီးစိမ်းလေးထည့်ပါတယ်ပြီးရင်ကွန်တင်းနေတဲ့ပဲကြော်ဖြစ်ဖြစ်စာကလေးကြော်ဖြစ်ဖြစ်ထည့်လို့ရပါတယ်ရှင်ပြီးလို့ရှိရင်ကျမကတော့ရှောက်ရက်ကလေးကိုရှောက်ရနုကလေးတွေကိုညှက်ပြီးတော့ထည့်စားပါတယ်ရှင်အဲ့ဒီနေရာမှာရှောက်ရမကြိုက်ရင်နန်းနန်းပေးဖြစ်ဖြစ်ပူစင်နံဖြစ်ဖြစ်မိမိနဲ့တက်ရထည့်လို့ရပါတယ်နော်အဲ့ဒါလေးကတော့ကျမတို့အတွက်စားနေကြပုံစံလေးပြင်ထားတာပါရှင်